တင်ကားအတွင်းလေးမှာဖြစ်ပေါ်လာတဲ့အကြံဉာဏ်ကောင်းတွေကိုပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်စဉ်းစားမိတာလေးပြောပြမှာဖြစ်ပါတယ်ဘာလဲဆိုတော့ကျွန်တော်တို့ကဒီပတ်စံဆိုတဲ့ငွေနောက်ကိုလိုက်နေကြတယ်အသက်အရွယ်မရွေးလိုက်နေကြတယ်ပုံစံမျိုးစုံနဲ့ငွေရှာနေရတယ်အဲ့ဒီထဲကမှအသက်အရွယ်ကြီးလာလို့ငွေရှာလို့ရမယ့်အင်အားမရှိခဲ့လို့ရှိရင်ငွေရှာလို့မရတော့လို့ရှိရင်စိတ်ဓာတ်တွေကျလာတဲ့လူတွေအများကြီးရှိတယ်တခါစီကြလို့ရှိရင်ကျမကြီးဘိုင်းဆိုင်ရာဒီချို့တဲ့လို့အလုံးမလုံးနိုင်တော့ပတ်စံရှာလို့မရတာရှိတယ်လို့တချို့ကတော့ဒီပတ်ဝန်းကျင်အခြေအနေပတ်ဝန်းကျင်အနေထားကြောင့်အလုပ်ခက်ခဲပြီးတော့ငွေရှာလို့မရတာရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကစိတ်ဓာတ်ကျတာတွေဖြစ်လာတာအများကြီးတွေ့တယ်ဒါကြောင့်မလို့ဒါမျိုးမဖြစ်အောင်ပတ်စံကိုကြိုတင်ပြီးတော့စီမံခန့်ခွဲဖို့အလုံးလုံးနေတဲ့အချိန်မှာပတ်စံကိုနိုင်တဲ့လောက်တီးတန့်ဒီပုံတီပိုင်းတီနဲ့စုထားဖို့အဲ့လိုတနည်းနည်းတစ်ချိန်မှာအလုံးလုံးလို့အဆင်မပြေတဲ့ချိန်အလုံးရှာလို့မရတဲ့ချိန်အလုံးမရှိတဲ့ချိန်ဒါမှမဟုတ်လေဒီကိုယ်လည်းမတန်ဆွမ်းဖြစ်တဲ့ချိန်ကျမ်းမာရေးမကောင်းတဲ့အချိန်မှာပတ်စံရှာလို့မရတဲ့အခါမှာစိတ်တိခိုက်တာတို့စိတ်တက်ကြတာတို့မဖြစ်ရအောင်ကြိုတင်ပြီးတော့ plan ချထားမှဆိုရင်ဒီပြဿနာကိုကောက်ွယ်နိုင်မယ်လို့ကျွန်တော်တည်ကအသွေးလေးပေါ်လာတယ်ပြန်ပြီးမျှဝေပေးတာဖြစ်ပါတယ်နောက်ထပ်တည်ကအသွေးလေးတွေအသွေးကောင်းကောင်းလေးတွေကိုပေါ်လာတဲ့ချက်ချင်းဗီဒီယိုရိုက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီတည်ကအသွေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုအကြံဉာဏ်တွေရှိလဲဘယ်လိုအမြင်ရှိလဲဆိုတာကျွန်တော်ဗီဒီယိုအောက်က comment မှာလည်းရေးခဲ့ပြီးပါအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်မင်္ဂလာပါ